ပြောင်းလဲလာတဲ့ N7 တက်မှာညီကိုတို့အတွက် Granger Prime Skin လည်းရမယ်အပြင်6ရဲ့ Lucky Box Skin ကိုပါဂုံးစင်းလို့ရအောင်မှာဖြစ်ပါတယ်ညီကိုတို့ကဲကျွန်တော်တို့သွားကြည့်လိုက်ရအောင်ကျွန်တော်တို့ level 1မှာဆိုရင်တော့ normal skin နဲ့ရမှာဖြစ်ပြီးတော့ level 2မှာဆိုရင်တော့ elite skin နဲ့ရမှာဖြစ်ပါတယ် level 3မှာဆိုရင်တော့ special skin နဲ့ရမှာဖြစ်ပြီးတော့ level 4မှာဆိုရင်တော့ရိုးရိုးတန်း normal epic တွေရမှာဖြစ်ပါတယ်ညီကိုတို့ level 4မှာဆိုရင်တော့ကျွန်တော်ပြောခဲ့သလိုပဲ6ရဲ့ Dragon Ball Skin ကိုရမှာဖြစ်ပြီးတော့တခြား Lucky Box တွေဖြစ်တဲ့ Cloud တို့ Kimi တို့ Saber တို့ Z တို့ညီကိုတို့ Elite တို့ရဲ့ Lucky Box တွေရအောင်မှာဖြစ်ပါတယ်ညီကိုတို့ကဲကျွန်တော် test တွေမှာဆိုရင်တော့နေ့စဉ် daily test တွေလုပ်ရုံနဲ့1100ရမှာဖြစ်ပြီးတော့တနေ့ကို N7 level တစ်ခုတက်မှာဖြစ်ပါတယ်အဲ့ဒါအပြင်မှာညီကိုတွေက diamond 100ထည့်မယ် diamond 100သုံးမယ်နေ့တိုင်းလုပ်မယ်ဆိုရင်တော့ EXP တွေပို့ရမှာဖြစ်ပြီးတော့ညီကိုတွေ diamond 1000ထည့်မယ်ဆိုရင်တော့ EXP level 1000ရမှာဖြစ်တဲ့အပြင်မှာညီကိုတွေ lucky box skin တွေရမယ်ပေါင်းမှာဖောက်ဖို့coin နဲ့1000တက်မှာဖြစ်ပါတယ်ညီကိုတို့ကဲအဲ့ကြောင့်မလို့ပြောင်းလဲလာတဲ့ N7 pit မှာညီကိုတို့အတွက်လုံးဝသတင်းကောင်းမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့6 wet dragon ball skin လည်းပါလာတာဖြစ်တဲ့ကြောင့်မလို့6 player တွေလုံးဝကြိုက်မှာဖြစ်တဲ့6 wet dragon ball skin နဲ့ပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလာတဲ့ N7 test တွေကတော့လုံးဝတန်လို့ပြောရမယ်ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့နေ့စဉ် daily test လုပ်ရုံနဲ့ EXP 1100ရမှာဖြစ်ပြီးတော့တနေ့ကိုလည်းပဲတစ်ခုအမဲ့အပြင်မှာညီကိုတွေအခြား test တွေလည်းပါသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီကိုတွေ diamond 100နေ့စဉ်3နေ့စဉ်ထည့်မယ်ဆိုရင်တော့ EXP ရပို့ရမှာဖြစ်ပါတယ်ညီကိုတို့အဲ့ဒါအပြင်မှာညီကိုတွေ level လိုခဲ့မယ်ဆိုရင် N7 support chat မှာလည်းတွားပြီးတော့ဖောက်လို့ရသေးတယ်ညီကိုတို့ကဲညီကိုတို့ဒီနေ့ video လေးကတော့ဒီလောက်ပဲ test တွေမှာဆိုရင်တော့ချောင်း player တွေလုံးဝပျော်ရွှင်သွားလောက်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့6 wet dragon ball skin လေးပါလို့ဖြစ်ပါတယ်ညီကိုတို့ကဲဟုတ်ပြီလားကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ကတည်းကနှိပ်ခဲ့ပေးလိုက်ပါဦး